ရှေးဥစွာဖျက်ခင်ကျေးဇူးတော်ထူးပင်ချီးမွမ်းပါတယ်ကျမနာမည်ကတော့ဆူလီပန်ဖြစ်ပါတယ်ကျမဒီကနေ့ဒီ channel ကိုစတင်ပြီးတော့မှမိတ်ဆက်ပေးချင်ပါတယ်ဒီ channel ဒီဖျားရှင်ကျမဖျားနဲ့တူပေါ့နော်ဒီကျမ်းစာဖတ်ဆုတောင်းအချိန်ပေးခြင်းနဲ့ကျမရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဖျားကိုသိတဲ့သူတိုင်းကျမတို့ယုံကြည်သူသားသမီးတွေအကုန်လုံးဟာဒီနေ့ကျမ်းစာဖတ်ဆုတောင်းခြင်းကိုကျမတို့ဘဝမှာတကယ်ကိုပေါ့နော်ဒီဇိုင်းမတ်နဲ့အားသွန်ခွန်ဆိုင်နေကိုကျမတို့ကသစ္စာရှိနေကိုဖျားရှင်အတန်တော်ကိုကြားရဖို့ဘဝမှာဆုံးဖြတ်ချက်တွေမမှားဖို့လုံခြုံနေငြိမ်သက်တယ်အောင်မြင်နေဆိုတဲ့အရာကိုခံစားနိုင်ဖို့အတွက်ဒီကျမ်းစာဖတ်ဆုတောင်းခြင်းကကျမတို့ယုံကြည်သူတွေရဲ့အောင်မြင်ခြင်းလက်နက်ဖြစ်တယ်ပေါ့နော်အဲ့ဒီလက်နက်ကိုကျမကဒီကင်ဆောင်နိုင်ခဲ့တယ်ကျမကဒီကျမ်းစာဖတ်ဆုတောင်းခြင်းနဲ့ကျမရဲ့ဘဝတစ်ခုလုံးဟာဒီကနေ့မှာပြောင်းလဲခဲ့တယ်ပေါ့နော်ပြီးတော့ကျမကျမ်းစာဖတ်ဆုတောင်းခြင်းကိုအချိန်ပေးလာခဲ့တာ၄နှစ်ရှိသွားပြီပေါ့နော်ကျမဟာမီယိုဖလာခရိယန်ပဲငယ်စဉ်ကလေးကခရိယန်ဖြစ်တယ်ဒါပေမဲ့ကျမကျမ်းစာဖတ်ဆုတောင်းလုံးဝချိန်မပေးခဲ့ဘူးဒါပေမဲ့ချိန်ပေးပြီးသွားတဲ့အချိန်ကစပြီးတော့ဘဝတစ်ခုလုံးမှာကျမအနာဂတ်တွေမြင်လာတယ်ကျမဆုံးဖြတ်ချက်တိုင်းမှန်လာတယ်ကျမမှာဉာဏ်ပညာတွေအများကြီးရှိတယ်ကျမလုပ်နေရတိုင်းမှာအောင်မြင်ခြင်းခွင့်ဘုရားပေးတယ်မှားရင်မှားတယ်မှန်ရင်မှန်တယ်ပေါ့နော်စကားတစ်ခုအစဘယ်လိုပြောမလဲဘယ်လိုနေထိုင်ရမလဲဆိုတာအစဘုရားရှင်ကကျမပေါ်မှာများစွာသင်ပေးခဲ့တဲ့ຢာရှိတယ်ဒီ၄နှစ်တွင်းမှာကျမရဲ့ဘဝတစ်ခုလုံးမှာကျမခြင်းတွေအောင်မြင်ခြင်းတွေအများကြီးပြည့်စုံခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအကြောင်းအရာတွေကိုကျမကချစ်တော်ညီကိုမောင်နှမတွေကိုပြန်လည်ပြီးတော့မျှဝေပေးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနှုတ်ကပတ်တော်ဒီ channel ကိုကျမစတင်လှုပ်ဆောင်ရခြင်းဖြစ်ပါတယ်ကျမဘုရားရဲ့အမှုတော်အတွက်အမှုတော်ဆောင်ခဲ့တာဒါတစ်နှစ်ပေါ့နော်တစ်နှစ်ကျော်ပြီပေါ့ဒါပေမဲ့အတိအကျဆိုတော့တစ်နှစ်ပေါ့နော်ဒါကတော့ဒီ gospel karaoke channel ဖြစ်ပါတယ်ဒီ channel ဆိုလို့ရှိရင်လည်းဒါကျမတို့ညီကိုမောင်နှမတွေဒါချီးမွမ်းတဲ့အခါမှာဆိုလို့ရှိရင်ဒါအကုန်လုံးလည်းတော်တော်များများပေါ့နော်တတိထားမိမယ်လို့ကျွန်မထင်ပါတယ်။ဘာကြောင့်လဲဆိုတော့တခြင်းတွေဆိုလို့ရှိရင်လည်းအများကြီးကြည့်ကြတယ်ပေါ့နော်။ဒီချီးမွမ်းကြတယ်ပေါ့နော်။ကျွန်မလည်းအယံဝမ်းသာပါတယ်။ဖခင်ရဲ့အမှုတော်အတွက်တောင်းတနေရကျွန်မပါဝင်ခွင့်ရအတွက်ကျေးဇူးတင်ပါတယ်။မသိသေးသောညီကိုမောင်နှမများရှိရင်လည်းဒီ channel ကိုဒီမှာဆိုရင်တခြင်းတွေမြောက်များစွာချီးမွမ်းနိုင်ပါတယ်။အလွယ်ကူဆုံးချီးမွမ်းနိုင်ပါတယ်။ဒီ Sleepan Gospel Karaoke channel ဖြစ်ပါတယ်။ဒီ channel ကတော့ကျွန်မဘဝတက်တာမှာဖျားရှင်ကျမပြောင်းလဲပေးခဲ့တဲ့အရာကျမဘဝရဲ့အောင်မြင်ခြင်းတွေကျမနေ့တိုင်းသစ္စာရှိနေဖျားရှင်ကိုကိုးကွယ်နေတဲ့အရာတွေကိုမျှဝေပေးချင်တာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ channel ကို subscribe လေးလုပ်ထားပြီးတော့မှဖျားရှင်ကောင်းမြတ်သောအကြောင်းအရာများကိုကျမတို့ရောက်စီတိုင်းသိနိုင်ဖို့ရန်အတွက်အရောက်စီတိုင်းယေရှုနာမ၌ဖိတ်ခေါ်ပါတယ်ကျမနာမည်ကတော့ဆူလီပန်ဖြစ်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ပြီးတော့မှတွေ့ဆုံကြပါမယ်